ဒီနေ့မှာတော့လောက်ကတာရမ်းလွယ်ပြီးတော့စားလို့ရမ်းကောင်းတဲ့ဖျဲသီးဂျယ်ဒီတွေလုပ်ပြမှာဖြစ်ပါတယ်ရှင်။ပါဝင်ပစ္စည်းတွေကတော့တကြားရယ်ဖျဲသီးရယ်ပင်ဖိန်းဂျယ်ဒီတစ်ထုပ်ရယ်ရေရယ်ပဲဖြစ်ပါတယ်ရှင်။တကြားထမင်းသားစွန်း3စွန်းထည့်ထားတာပါ။အားလေးကိုဖျဲသီးဘလက်တာထဲကိုလောင်းထည့်လိုက်ပါမယ်ရှင်။ပြီးရင်ရေလေးထည့်ပါမယ်ရှင်။ပြီးရင်တော့သွားပြီးတော့ကြိတ်လိုက်ပါမယ်ရှင်။ကြိတ်ပြီးတော့ရလာတဲ့ဖျဲသီးရေလေးပါရှင်ဖျဲသီးရေလေးရအောင်ဖျဲသီးကိုစကားလေးနဲ့စစ်လိုက်ပါမယ်ရှင်အဖက်တက်တက်ရေတက်တက်လေးဖြစ်သွားအောင်လို့ပါခုလိုမျိုးဖျဲသီးလေးတွေအဖက်တက်တက်ရေတက်တက်ဖြစ်သွားပြီဆိုရင်တော့ဖျဲသီးအရေလေးကိုတစ်ချက်ကြည့်ပါမယ်အရောင်လေးရတဲ့ဒီရဲရဲလေးပါစိုးသေးလုံးဝမစိုးထားပါဘူးဒီဟာလေးကိုမီးပေါ်တင်ပြီးတော့ဆူလာတဲ့အထိကြိုပါမယ်အခုလိုမျိုးဆူလာပြီဆိုရင်ဒီဘိုကနေချပါမယ်ချပြီးတော့ပင်ဖိန်းကျယ်လီမှုတ်ထုတ်လေးကိုထည့်ပြီးတော့မှွေလိုက်ပါမယ်2မိနစ်ခန့်ကြာလေးမှွေလိုက်ပါမှွေထားပြီးပြီဆိုရင်2မိနစ်လောက်နည်းနည်းလေးပြစ်ခဲခဲလေးဖြစ်လာပါလိမ့်မယ်ပြစ်ခဲခဲလေးဖြစ်လာမှာပါဂျယ်လီလေးနွေးနွေးလေးဖြစ်ပြီဆိုရင်ကိုလိုချင်တဲ့ပုံစံခွက်လေးတွေကိုထည့်လိုက်ပါမိနစ်30ခန့်အေးအေးခံလိုက်ပါအေးသွားတဲ့အခြေအနေလေးပါခဲသွားပါတယ်အဲ့လေးကိုခွာပြီးတော့ကိုစားကျင်တယ်လို့စားလို့ရပါပြီငငများလေးတွေကိုထည့်ပြီးတော့ကျမကတော့ကလေးကိုကြည့်ဖို့လုပ်ပါမယ်ရှင်ပုံစံလေးကတော့မြင်တွေ့တဲ့အတိုင်းပါပဲစားကျင်စရာလေးအလွန်ကောင်းနေပါပြီချစ်စရာလေးပါပန်းမွေပုံလေးလုပ်ထားတာပါHello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဒီဟာဖျက်သီးလေးနဲ့လောက်ထားဖြစ်ပါရှင်မမေကကောင်းကောင်းလေးလောက်ထားဖြစ်ပါရှင်ဒီနေ့ဒီဖျက်သီးချက်လေးဒီနေ့မှစားရပေါ့နော်အခုစားပြပါပါရှိပါရှင်အရာကောင်းပါလေရှင်ဒါလေးကိုဟိုကြိုက်လုံးလို့မမေကိုလောက်ခန်းလိုက်တာပေါ့နော်ဟိုကတစ်တော့ဘုံမှာတွေ့လို့ပါရှင်